လုံးမင်္ဂလာပါအခုအတန်းသစ်လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အခုလ17လပိုင်း29ရက်နေ့မှာ Basic English 4K အတန်းသစ်ကိုဖွင့်လှစ်တင်ပြပေးသွားဖို့ရှိပါတယ်တစ်ပတ်ကိုစနေတနင်္ဂနွေ2ရက်ညနေ9:00နာရီမှ6:00နာရီခွဲအထိတက်ရောက်မှာဖြစ်ပြီးတော့တင်လန်းကာလက9လခန့်ကြာမြင့်မှာဖြစ်ပါတယ်တင်နန်းကြီးလစဉ်ကတော့2000ခွဲကျပ်ဖြစ်ပြီးတော့ဖတ်စာဖို့ကတော့1800ဖြစ်ပါတယ်စိတ်ပါဝင်စားသူတွေအနေနဲ့အခု page ရဲ့ Messenger မှာဆက်သွယ်လို့ရတယ်လို့ချက်ပေါက်မှာလည်းလာပြီးတော့စုံစမ်းလို့ရပါတယ်တကယ်လို့ Viber ဆက်သွယ်ခြင်းနဲ့ Viber နံပါတ်39 422956လေးကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ယခုအတန်းဒီ 4K အတန်းဖြစ်တဲ့အတွက် listening speaking reading writing အကုန်လုံးကိုသင်ကြားမှာဖြစ်ပါတယ်ကျောင်းသားကျောင်းသူများစာရေးစာဖတ်တတ်စေရန်နဲ့စကားပြောဆိုနားထောင်တတ်စေရန်အထူးလေ့ကျင့်သင်ကြားပေးပါတယ်စိတ်ပါဝင်စားပါကအမြန်ဆုံးဆက်သွယ်ပြီးဖိတ်ခေါ်ပါရစေခင်ဗျအားလုံးကျေးဇူးတင်ပါတယ်